你要这讲不了。အဲ့တော့ဘယ်တော့ကောင်းရှိ။ရကောင်30ကောင်40လောက်ပဲရှိ။30ကောင်40မလို့နဲ့လေဖက်ကောင်ရှိတယ်။ရေဟုတ်တယ်လို့ပဲမဲ့လေ။မမရအောင်ဒီကောင်လက်နဲ့ကန်တော့ငါမလို့ချင်းတာ။ဟောဆိုပြီးတော့အဲ့ဒါလေ။35ကောင်လောက်ပဲရေကို။ငါလောက်ငောင်းလောက်ပဲမဟုတ်ဘူး။30နဲ့ဘယ်နဲ့ကောင်။ကိုကြီးလိုက်။နှုတ်ပါနေကြီးပါလို့ပြော။ကိုကြီးနဲ့မပြည့်ပဲဖြစ်မယ်။ကိုကြီးတို့စိတ်လိုက်ရေးလိုက်။ရေးရမလား။ရေးရတယ်ရေးအတင်းကြီး။ရေးလိုက်ပါနော်။ရေးစားမလား၊သိရမလား။အင်းတော်ရောင်းတော့တက်ပြီးသားလား။ဒီကလေးလေးမကြမ်းမလို့ရအောင်ပြောရတယ်။လောက်ဆောင်ပါဘယ်ကောင်လဲငါသိချင်တယ်။ဒီတွေ့တော့ဗျာ35ကောင်။လောက်ပဲဆိုတော့34ကောင်။32ကောင်။ Okay 32ကောင်။ Okay ဒါ32ကောင်နော်။ဟုတ်ပြီ။ရငါလုံးမယ်ငါလုံးမယ်လေငါလုံးချင်လို့လေဒါတွေဒါငါရတဲ့ခံတော့32ကောင်ဟုတ်တယ်ပောက်ပြီလားလေးရပုတ်32ကောင်ကျော်တိုင်းမြန်မာပြည်အရင်ဆုံးအေးချမ်းပါစေအေးချမ်းပါစေမင်းငယ်ရမ်းနေညနေပါပြီမြန်မာပြည်အရင်ဆုံးအေးချမ်းပါစေအောင်းမှုတို့အကုန်လုံးဟုတ်လားလူနဲ့ပြမှာတက်တော်အကုန်လုံးမကြုံမလို့ဆိုလူနဲ့ပြမှာတက်တော်အကုန်လုံးမင်းကပါကြည့်ရအောင်ဟောပြောလို့အကုန်လုံးငါပြီးမြန်လုံးအေးချမ်းပါလေထုတ်လိုက်မယ်လေမထုတ်ဘူးဒီတို့တနေ့ကုန်လုံးဒီတိုင်းထားတဲ့ကိစ္စယူငေါ့ဘူးအဲ့ဒါတို့ထားတဲ့ကိစ္စမှာလားသာဖို့အော်မိမလည်းဒီတိုင်းထားရအောင်ဒီကောင်းကောငါပြီးမြန်လုံးအေးချမ်းပါလေဒီကောင်းတော့လာအောင်လားဘယ်ခါလိုက်တော့အပေါင်းအပေါင်းတို့ကိုလုံးညှာပြီးရနော်အားလုံးကျမ်းကြအောင်အေးစစ်သွားပါစီကိုရေမင်းတို့ဒီတိုင်းအောင်တော့တိုင်းထားရတဲ့ကိစ္စထားလိုက်ဒီနားမှာကြောင်မှမရှိတဲ့ကိစ္စကိုကြောင်ရှိရင်ကြောင်တွေးရမယ်နော်ဟုတ်တယ်စိတ်ခမ်းသာကိုရေးကြည့်ရတယ်အဖွက်ချစ်စောင်းပါလား